YouTube channel ကိုထောင်ပြီးတော့ YouTube မှာဗီဒီယိုတွေတင်မယ်ဆိုရင်ကို logo ပါတဲ့ intro ဗီဒီယိုကတော့လိုပဲဗျအဲ့လို intro ဗီဒီယိုကိုယ်တိုင်အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးလုပ်တဲ့နည်းကိုဒီမှာအသေးစိတ်လုပ်ပြပေးသွားမယ်ဗျ This piece won't fit. It's so true. ဥပမာအဲ့လို intro ဗီဒီယိုဘယ်လိုလဲဆိုတော့ဒီလိုဟာမျိုးပေါ့ဒါမျိုး intro လေးပေါ့စက္ကန့်တူလေးကိုယ့်ရဲ့ YouTube မှာဒါမျိုးလုပ်တဲ့ဟာလေးကိုအခုလုပ်ပြမှာဖြစ်ပါတယ်လွယ်ကူဆုံးနဲ့အမြန်ဆုံးလုပ်တဲ့နည်းကိုအဲ့လိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်လုံးမလဲဆိုရင် Chrome ဖုန်းမှာဆိုရင် Chrome ရှိတယ်ဒီ Chrome Chrome ထဲကိုဝင်ပြီးသွားရင် Chrome မှာပါ CAMVA ဆိုပြီးခံပါလို့ရိုက်ကြလိုက်အဲ့လိုမျိုးခံပါလို့ရိုက်လိုက်ရင် Gmail account တစ်ခုနဲ့ကိုယ့်ရဲ့ Gmail account တစ်ခုနဲ့ဝင်ပြီးသွားရင်ဒီမှာတော့တချို့ကတော့ဒီ Pro တွေပါမရှိဘူးဆိုရင်တော့ဒီထဲမှာ free သုံးတဲ့ဟာတွေရှိတယ် free သုံးလို့လည်းရတယ် Pro တွေပါဝင်တော့ feature တွေကအလုံးအလန်းနဲ့သုံးလို့ရအောင်ပေါ့ဒါပေမဲ့ဒီထဲမှာလည်း free feature တွေအများကြီးပါတယ်အဲ့မှာသုံးလို့ရတယ်ဒီမှာဒီ Canva ရဲ့ဒီ server မှာကိုက YouTube intro video လုံးမှာဆိုတော့ရှာကြည့်လိုက် YouTube intro video ပေါ့YouTube intro video လို့ရိုက်လိုက်ရင်ဒီမှာသူအများကြီးရှာပြမှာပေါ့ဒီမှာအဲ့ဒီမှာတစ်ခုနှိပ်လိုက် YouTube intro video ဆိုတာဒီမှာအများကြီးပဲဒီထဲမှာ free တွေအများကြီးသုံးလို့ရတယ်ဒီထဲကိုကြိုက်တဲ့ဟာတစ်ခုကိုသွားခြင်းတဲ့ဟာတစ်ခုရွေးလိုက်အများကြီးရှိရောဒီထဲမှာကိုကြိုက်တဲ့ပုံစံလေးရှာကြည့်လို့ရကိုကဘယ်လို content မျိုးဖန်တီးမလဲပေါ့အဲ့ဒါမျိုးဒီထဲမှာကို content နဲ့ like မဲ့ကို video နဲ့ like မဲ့ intro လေးတွေဒီထဲမှာရွေးပေါ့အများကြီးရှိတယ်ဒီထဲမှာ share သုံးလို့ရတယ်အများကြီးပဲ free တွေရွေးရမှာဒီမှာကြိုက်တဲ့ဟာလေးကိုလောက်ပြမယ်ဒီထဲကနေဘာမှမခက်ဘူးဒီ Canva ဆိုတာတော့ဒီ creator သမားတွေမစိုးဒီ Canva နဲ့မပတ်သက်ဘူးတဲ့သူကတော့မရှိဘူးတချို့ဆိုဒီ Canva နဲ့ဒီလို logo လောက်တာမျိုးလေးပတ်စံအများကြီးရှာတဲ့ကောင်တွေတော့ရှိတယ်ဒီ Canva နဲ့ဒီတကူတော့ရွေးလိုက်မှာကွာကြာတော့ဒီတည်းကကိုကြိုက်တဲ့ပုံစံလေးပေါ့ဟိုမှာဒီ intro လေးကြိုက်တယ်ဆိုရင်ဒီကောင်ဒီပေးမှာဒီကိုကဒီထဲမှာ customize လုပ်အောင်ပဲကိုလုပ်ချင်တဲ့ပုံစံလေးကိုဒီမှာ customize this template ကိုနှိပ်လိုက်ပြီးရင်ဒီမှာအဲ့ဒါဖွင့်ကြည့်ဟုတ်ပြီဒီကောင်စက္ကန့်ဘယ်လောက်ရှိလဲစက္ကန့်ဒီကောင်4စက္ကန့်5စက္ကန့်လောက်ပဲရှိဟုတ်ပြီအကောင်ကိုဘာလုပ်လို့ရလဲဆိုဒီမှာရွှေ့ဟိုတက်မှာဒီနေရာတွေနာမည်တွေနေရာမှာကိုကြိုက်တဲ့ကိုယ့်ရဲ့ YouTube name ပေါ့ကြိုက်တယ်လို့အစားထိုးလို့ရတယ်ဒီကောင်တွေကဒါ customize လုပ်လို့ရတယ်ပေါ့ဒီမှာလောတဲ့ကိုကဒီ intro လုပ်မယ်ဆိုတော့ intro sound လေးတစ်ခုဒီထဲမှာအကုန်ရှိပြီးသားဒီကံပါထဲမှာ intro sound လေးတစ်ခုရွေးကြည့်လိုက်
education ဆိုရင်ဒီမှာ education သူ live ဖတ်တဲ့ sound တွေကိုရွေးချယ်ပြီးဒီမှာဟုတ်ပြီဒီကောင်လေးထည့်လိုက်ဟုတ်ပြီအမှဒီမှာတချင်းထည့်လိုက်ပေါ့ဒီမှာတချင်းလေးထည့်ပြီးစမ်းကြည့်ဒီကောင်က5 စက္ကန့်လောက်ပဲရှိတယ် intro ဆိုဒီနေရာမှာကိုကြိုက်တဲ့စာကိုရဲ့ဟို YouTube မှာလုပ်မယ် YouTube name ပေါ့ဒီမှာ customize ထည့်လိုက်လို့ရတယ်ဥပမာ VAB1 baby ပေါ့ဒီနေရာမှာပုံစထိုးလို့ရတယ်โอเคဒါဆိုရင်ပြီးသွားပြီလွယ်လွယ်လေးပဲဒါဒီထဲမှာဒီကင်မရာထဲမှာဝင်ပြီးတော့လုပ်လိုက်အောင်ပဲကိုကဒါလေး customer ပြန်ထည့်လိုက်အောင်ပဲဒါဆိုရင်ပြီးသွားပြီဒါ logo တွေဘာတွေနဲ့ထည့်ကျင်တယ်ဆိုရင်လည်းဒီတခြားပုံစံတွေပေါ့ logo ထည့်လို့ရမယ့်ဟာမျိုးတွေရွေးပြီးတော့ဒီထဲမှာထည့်လို့ရတယ်ဒါကိုယ့်ရဲ့ logo လေးဒါလေးဒီထဲမှာထည့်အောင်မယ်နော်ဒါမျိုးအကုန်လုံးပြီးသွားပြီဆိုရင်ဒီကောင်ဒီဘေးမှာ share ဆိုပါတယ်ဒီ share ဒါလေးကုန်ပြီးသွားရင်ဒီအပေါ်လေးမှာ share ဆိုတာနှိပ်လိုက်နှိပ်ပြီးသွားရင်ဒီအောက်မှာ download ဆိုပါdownload ပြီးလို့ MP4 ပြီးလို့ download နေလိုက်ဒါဆိုရင်ဒီကောင် intro ပြီးလို့ရသွားပြီကိုတိုင်းခက်ခဲနဲ့လုံးစရာမလိုတော့ဒီထဲမှာဒါလေးထည့်အောင်မယ်โอเคအကောင်ဒီကောင် down ပြီးသွားပြီဆိုရင်ဟိုဒီ file ထဲမှာပေါ့ခုနက down လိုက်တဲ့ဟာကြီးရောက်ပြီအကောင်လေးကိုသွားကြည့်မယ်sorryโอเคဒါပဲပြီးသွားပြီလွယ်လွယ်လေးပဲဒါကိုကဒီကက်ကမှာဗီဒီယိုတွေပါဖန်တီးမယ်ပေါ့ဗီဒီယိုတွေဖန်တီးတဲ့ခါကျတော့ဒီမှာဒီကက်ကထဲမှာကိုဗီဒီယိုတစ်ခုလုပ်မယ်ပေါ့ Yay! Welcome to Baby Kids. ဟုတ်အဲ့အမျိုးဒီကိုကဗီဒီယိုတစ်ခုရှိရဆိုရင်ကိုယ့်ရဲ့ဗီဒီယိုဒီကက်ကထဲမှာထည့်လိုက်ပေါ့ထည့်ပြီးသွားရင်ပထမဆုံးဒီထိတ်လေးမှာခုနကလောက်ခဲ့တဲ့ဒီ intro ဗီဒီယိုထည့်လိုက်မယ်ဟုတ်ဒီကောင်ဒါထည့်လိုက်ဒီကောင်ထိတ်ဆုံးလေးထည့်လိုက်ဒါ intro ဒါ intro ဆိုလို့ပဲဒီပထမဆုံးဗီဒီယိုလေးထည့်ပြီးမှဒီနောက်ကကိုလုံးမဲ့ဗီဒီယိုထည့်ပြီးတော့ export ထုတ်လိုက်အောင်ပြီးပါလွယ်လွယ်လေးပေါ့